အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ရန်ခိုင်ဖြစ်ပါတယ်ခင်ဗျကျွန်တော်အားလက်ရှိလောလောဆယ် digital marketer တယောက်ပါဒါကတော့ကျွန်တော်ကင်တယ်ပေးနေတဲ့လုပ်ငန်းရှင်တွေအတွက်ပေးထားတဲ့အသစ်ကံပေးတစ်ချို့ရဲ့နောက်ဆုံးဝက်သက်လေးပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ဆိုရဲဒီဗီဒီယိုနဲ့မှာကြည့်လိုက်ပါနော်ဒီဗီဒီယိုဘန်းကလေးမှာဆိုရဲကျွန်တော် CPR အနေနဲ့ဆိုရင်0.0039ပဲပေါ့29ရဲ့တော်ရတတိုင်ပြောမှာเนาะကျွန်တော်လက်ရှိတုံးထားရဲ့ amount ကကျွန်တော်2.25တော်ရှိ$3အောင်မရှိသေးဘူးပေါ့เนาะဟုတ်ပြီကျွန်တော်အနေနဲ့ဘယ်လောက်ရောက်လဲဆိုတော့9000လောက်ကျွန်တော်လူမြင်ထားရပေါ့เนาะနောက်ခုသူကဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီလူ990ရောက်ကကျွန်တော်တို့ရဲ့ဗီဒီယိုကိုအပေးလေးကြည့်ရဆိုတော့ကျွန်တော်တို့ပြပေးနေရပါတယ်ဒီနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီမှာဆိုရင်ဒါကျွန်တော်တို့အခုလက်ရှိ run ထားတဲ့ဒီတင်တဲ့ကူလေးပေါ့နော်တော့တင်တဲ့ကူလေးမှာဆိုရင်ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ဗာမြင်ရလဲဆိုရင် CPR အရင်ကြည့်ပါမယ်နော် CPR လေးကကျွန်တော်တို့0.24ဒီမှာကိုတိတ်နဲ့ကျွန်တော်တို့ဒီ message 8ဆောင်လောက်ဝင်လာတယ်ဆိုတော့တော်တော်ကြီးကိုတတရပြောရမှာပေါ့နော်ဟုတ်ပြီဒါဒါတင်တဲ့ကူလေးတင်တဲ့ channel လေးအတွက်ပေါ့နော်နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်တို့ဒီမှာအေးအတွေးမြင့်ကြာမဝစ်ညအဝစ်အင်ဂျီလေးကိုဗန်အားပေးရပါတော့ကျွန်တော်အခုလက်ရှိတုံးထားတဲ့အမောက်က1.44เนาะ CPR အနေနဲ့ဆိုရင်ကြည့်မှတော့0.11အနေနဲ့ပဲရှိရเนาะကျွန်တော် CPR လေးကဒီမက်ဆေ့ရဘယ်နဲ့စောက်ဝင်လာလဲဆိုတော့73ဆောင်ဝင်လာရယ်လူပေါင်းအယောက်1154ယောက်ကျွန်တော်တို့မြင်အားပြီးတော့เนาะလုပ်ငန်းရှင်တယောက်အနေနဲ့ကိုယ့်ရဲ့ marketing budget ကိုအထီးရောက်တော့အသုံးပြုချင်တယ်ဆိုရင်ကျွန်တော်တို့နောက်တက်ဖို့အတွက်ဖိတ်ခေါ်ပါတယ်